မိဘပြည်သူညီကောင်မောင်နှမများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဗျာကျွန်တော်တို့ကလာမယ့်2025ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်တယ်ပေါ့ဗျာဒီရွေးကောက်ကြီးအောင်မြင်ဖို့ဆိုတာရွေးကောက်ခံကိုယ်စားလှယ်တွေလည်းရှိရမယ်ပြည်သူလူထုကလည်းမိမိတို့နှစ်သက်တဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်တင်မြှောက်ကြရမယ်ပေါ့နော်ဒီလိုအနေအထားမျိုးမှာကျွန်တော်ကပထမဆုံးအနေနဲ့တော့ဒီကျွန်တော်တို့ရဲ့မိတ်ဆွေလည်းဖြစ်တယ်မြို့သားရေးခံယူချက်လည်းရှိတယ်မြို့သားရေးကိစ္စတွေမှာလည်းငွေကြေးအကျိုးမြတ်ကိုအဓိကမထားဘဲနဲ့လိုက်ပါကူညီဆောင်ရွက်နေတဲ့ရှင်းနေကိုအောင်ကျော်မျိုးပေါ့ဗျသူကတော့ရှမ်းပြည်နယ်လွတ်တော်မှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတူဖြစ်တယ်ပေါ့ဒါကတော့ကျွန်တော်အနေနဲ့မိတ်ဆက်စကားလေးပြောတာပေါ့အခုအနေနဲ့ရောဒီရှမ်းပြည်နယ်လွတ်တော်မှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတူအနေနဲ့မိတ်ဆက်စကားလေးပြောပြပါဦးဗျမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဦးအောင်ကျော်မျိုးဖြစ်ပါတယ်တရားလွတ်တော်ရှိနေပါကျွန်တော်ဝင်ရောက်ရှင်ပြိုင်မဲ့နေရာကတော့ရှမ်းပြည်နယ်မဲဆန္ဒနယ်ပြည်နယ်လွတ်တော်တက်ပါဗျPRစနစ်ကနေဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ရွေးချက်ရှင်ပြိုင်မဲ့ပါတီကတော့ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ကြားပြပါတီကနေဒီကိုကြီးတို့ရက်ဆောက်ကမဲဆန္ဒနယ်မှတ်တက်ကြမဟုတ်ပါဘူးခင်ဗျရောက်ဆောက်ထဲမှာပါတာရောက်ဆောက်ကမဲဆန္ဒနယ်အမှတ်1ထဲမှာပါတာ73မြို့နယ်ထဲမှာဒီကလောရောက်ဆောက်တောင်ကြီးနောက်ပြီးလို့ရှင်လွိုင်းလင်းထိပါတယ်ဗျနောက်ပြီးလို့ရှင်ရောက်ဆောက်ပင်လောင်းနောင်တရားပင်တရားရွာငယ်အဲ့73မြို့နယ်ထဲမှာမဲဆန္ဒနယ်1 စနစ်ပါတယ်ဗျဟုတ်ဆိုတော့ကိုကြီးကဒီပေါ့နော်ကျွန်တော်အစောပိုင်းကကိုရဲ့ရည်ရွယ်ချက်ကိုတည်ထားတာတော့တတိပုဂ္ဂလအနေနဲ့တွားဖို့ပေါ့ဗျာအခုဒီရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာကြားပြပါတီကနေကြားပြပါတီနဲ့လက်တွဲပြီးတော့ရွေးကောက်ပွဲဝင်ဖြစ်တဲ့ဒီအခြေအနေလေးကိုလည်းပြောပြပါဦးဗျာကျွန်တော်ကပထမဆုံးတော့တတိပုဂ္ဂလဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးရည်ရွယ်တယ်ဗျနောက်ပိုင်းပြန်စဉ်းစားမိတဲ့အခါမှာကျွန်တော်နေထိုင်တာအရက်ကရှမ်းပြည်နယ်ဖြစ်တယ်နောက်ပြီးရှမ်းပြည်နယ်မှာလည်းဖြစ်တယ်ရှမ်းပြည်နယ်မှာနေတယ်ရှမ်းပြည်နယ်မှာလည်းကြီးတယ်ရှမ်းပြည်နယ်ယူတောက်တယ်အဲ့တော့ကျွန်တော်နောက်ပြီးရှမ်းပြည်နယ်မှာပေါက်ဖွားလာတဲ့ပါတီကိုတိုက်ချက်မှာကြားပြပါတီကအင်အားဘယ်လိုပြောမလဲပြည်သူ့စစ်ပါတီလည်းဖြစ်နေတယ်အဲ့တော့တဦးတယောက်တည်းသွားတာတဲ့အများနဲ့သွားရင်ပိုကောင်းမယ်လို့ကျွန်တော်အကြံရလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မူဝါဒဘာဆိုင်ရာကိုဒါကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တော်တော်လေးဒါအဆင်ပြေတဲ့အနေထားလေးပြီးတော့သဘောလဲကျတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကြားပြပါတီကနေဝင်ရောက်ရှင်ပြိုင်တဲ့ကိုယ်စားလောင်းဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ဗျဆိုတော့ကိုရကျွန်တော်ကဒီကိုရရှင်းနေသမားတယောက်လည်းဖြစ်တယ်ဒါကိုကြီးနဲ့ကျွန်တော်နဲ့ဆိုတော့ထိတွေ့ဆက်ဆံနေရတာပေါ့ဗျာဟုတ်ကဲ့ဗျဟုတ်ဒီဥပဒေရေးရာကိစ္စတွေမှာကိုကြီးအနေနဲ့ရှင်းနေတယောက်အနေနဲ့လိုက်ပါဆောင်ရွက်တဲ့အခါမျိုးမှာဘယ်လိုလေးကိုကြီးဆောင်ရွက်ပေးခဲ့တယ်ဆိုတာလေးပေါ့ဗျာဒါလေးလည်းနည်းနည်းဖြည့်ဆွတ်ပြောပြပါဦးဟုတ်ကဲ့ဗျကျွန်တော်ကငွေကြေးတစုံတရာကိုမြည်မြမြရမှလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျကျွန်တော်ကအဆင်မပြေဘူးလို့ပြောလာရင်အဆင်မပြေတဲ့အလျောက်မှာကျွန်တော်တက်နိုင်တဲ့ဘက်ကလည်းအများဆုံးကူညီပေးပါတယ်ဗျအခုလဲကျွန်တော်ဒါနေပြီးတော့ကိစ္စမှာဒီအောင်ကူမှုကိစ္စနဲ့ပတ်သက်ပြီးတော့ဒါအခမဲ့လာရောက်ဝန်ဆောင်ခြင်းဖြစ်ပါတယ်ဗျကျွန်တော်ရဲ့တက်ကြွတဲ့ပညာနဲ့ကူညီပေးခြင်းဖြစ်တယ်ဗျကူညီပေးရတဲ့အကြောင်းရင်းကလည်းကျွန်တော်ဘယ်လိုပြောမလဲမြို့သားဆောင်ရွက်ချက်ပေါ်မှာကျွန်တော်တက်တဲ့ပညာနဲ့တစ်ဖက်တစ်လမ်းနေပြီးတော့ဒါကူညီရတဲ့ပေါ်ဖြစ်ပါတယ်အဲ့လိုကူညီရတာကိုကျွန်တော်ကကျင်းနေပြီးတော့ပီတိဖြစ်တာပါဗျာဒါပါပဲဗျာဟုတ်ဆိုတော့ကိုကြီးအနေနဲ့ရောဒီရှမ်းပြည်နယ်ဘက်မှာရောဒီဥရိယာကိစ္စတွေဒီငွေကြေးချို့တဲ့လူတွေကူညီဆောင်ရွက်ပေးခဲ့မှုတာတွေရှိလားပေါ့ဘယ်လိုကျွန်တော်အကူညီဆောင်ရွက်ပေးရတယ်အများကြီးရှိပါတယ်ဗျနောက်ဆုံးကုန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လိုက်ပေးခဲ့တဲ့တမှုဆိုဒါအမှုတွေတော့အများကြီးရှိတယ်ကျွန်တော်အမှတ်ရတဲ့တစ်ခုဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးကတရားရုံးမှာတစ်ဖက်ကတရားစွဲလို့လာပြီးရင်ဆိုင်တဲ့အမျိုးသမီးဖြစ်တာအဲ့ဒီအမျိုးသမီးကတရားရုံးမှာငိုနေတာဗျအဲ့ဒါကျွန်တော်နဲ့တွေ့တော့ကျွန်တော်ကူညီဆောင်ရွက်ပေးမယ်မပူပါနဲ့ပေါ့တော့ကျို့အမေလို့ခေါ်လိုက်တယ်အမေလို့ခေါ်တာဒါတော့အဲ့လိုအမှုရင်ဆိုင်ပြီးရင်ဆိုင်တဲ့ချိန်မှာ तू ကရုံးချင်းကိုမလာတော့ဘူးမလာတဲ့အခါမှာကျွန်တော်သူ့အိမ်လိုက်သွားခဲ့တယ်လိုက်သွားပြီးတော့ဘာတော့မလာရတာလဲပြောတော့ तू ကအကြောင်းဖက်ချက်ပြတဲ့အိမ်မှာစားကြလည်းမရှိဘူးတဲ့ဒါကိုဆက်သွယ်ဖို့လဲဆက်သွယ်ဖုန်းလည်းမရှိဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်ပဲကျွန်တော်လည်းမတတ်နိုင်ဘူးเนาะဒါပေမဲ့ကျွန်တော်ကိုယ်တိုင်နဲ့ဖုန်းတစ်လုံးလေးဖုန်းဆိုအကောင့်စတော့မကီးဘက်ဝယ်ပြီးတော့ဒါလေးနဲ့ဆက်ဆိုပြီးတော့ပေးပြီးတော့အဆက်အသွယ်လုပ်ပြီးတော့ရင်ဆိုင်ခဲ့ရတယ်ရှိတယ်ဗျအမှုတွေကိုဖုန်းမှာစီစဉ်ပေးဖုန်းမှာစီစဉ်ဒါပေမဲ့အဲ့ဒီအမှုတွေအဲ့ဖုန်းမှာရောင်းစားပလိုက်တယ်ဒါကတော့လက်ရှိတော့ဟာတာလည်းဟုတ်ပါတယ်အဲ့လိုမျိုးလေးပေါ့နော်ဟုတ်ကျွန်တော်ကဒီလွတ်တော်အခင်းချင်းကျွန်တော်တို့က2010 2015ဖြတ်တန်းခဲ့ပြီးဆိုတဲ့အခါမျိုးမှာကိုကြီးရှင်းနေတယောက်အနေနဲ့ပထမအကြိမ်လွတ်တော်ဒုတိယအကြိမ်လွတ်တော်အခုကျွန်တော်တို့ကတတိယအကြိမ်လွတ်တော်လာကန်ဒီမှာ1000ရန်ဖြစ်သွားတာဟုတ်မှန်တယ်အဲ့တော့ပထမလွတ်တော်နေရမှာအာတာချက်အားနဲ့ချက်ဆိုရင်ကိုကြီးနေနဲ့ပါလေးကိုအမှတ်ရမိတယ်ပြန်မြင်မိတယ်အမှတ်ရမိတယ်ဆိုတော့ဦးသိန်းစိန်ခင်မှာတော့ပြည်သူတော်လေးများခြောင်လဲခဲ့တယ်ဗျခြောင်လဲခဲ့တယ်နောက်ပြီးတော့
သူကိုယ်တိုင်ကတောင်သူလယ်သမားအကျိုးသူကိုယ်တိုင်လုပ်ပေးခဲ့တယ်တောင်သူလယ်သမားတွေအဓိကတော့တောင်သူလယ်သမားတွေအကျိုးဆောင်ရွက်မှသာလေစောင်းနေအတွက်ကအဓိကကြတာပေါ့အဲ့ဒါကြောင့်တော့လေကျွန်တော်ဒါရန်ကုန်ကတောင်သူလယ်သမားကိစ္စဆိုလို့ကျွန်တော်ဒါလိုက်လာဆောင်ရွက်ပေးတဲ့အဝေးကြီးပေါ့နော်ဒီပေါ်မှာကျွန်တော်သူတို့နဲ့အဆင်ပြေအောင်လိုက်ပြီးတော့ရင်ဆိုင်ပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့ဆိုတော့လွတ်တော်နေရာမှာပြန်ကြည့်မယ်ဆိုရင်တော့ဦးသိန်းစိန်လက်ထက်ကတော့တော်တော်လေးပြည်သူတွေခြောက်လဲခဲ့တဲ့အဆင်ပြေခဲ့တယ်ဗျတော်တော်တယ်မှလည်းဟုတ်တာပေါ့တော်တော်လေးဖဲဖြစ်တယ်ပေါ့နော်ဖဲဖြစ်တယ်ပေါ့ဖဲဖြစ်တယ်ဆိုတင်ပြဆွေးနွေးလို့ရတယ်ပေါ့ NLD ခေတ်မှာလည်းဆွေးနွေးခွင့်တော့ရှိပါသူ့ထက်မှာလည်းသူ့ရဲ့ကောင်းကျိုးတွေတော့ရှိပါတယ်အကောင်းဆိုတော့ဒွန်တွဲနေရပဲလေကွတဲ့လားမအကောင်းချဲပြောလို့အဆိုးမရှိဆိုတာတော့မဖြစ်နိုင်ဘူးအဆိုးရှိလို့အကောင်းတော့ဒွန်တွဲနေတာဒါတော့လောကသဘောတရားပဲဟုတ်ပြန်ပြီးနိုင်ရှင်ကြီးနော်ပထမချိန်တော်တော်လေးကျွန်တော်တို့ပြည်သူတရက်အနေနဲ့တော်တော်လေးအဆင်ပြေခဲ့တယ်ပေါ့အဲ့ဒါလည်းနင်းတာလို့မရတဲ့အချက်တွေပေါ့ဟုတ်အခုဒီတတိယချိန်တော်တော်ကိုအဲ့ဒီလိုအနေထားမျိုးပြင်ချင်းမျိုးဖြစ်လာလိမ့်မယ်လို့ပြောလဲအဲ့လိုမျိုးလင့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလွတ်တော်ထဲကိုဝင်ရခြင်းဖြစ်တယ်ကျွန်တော်တို့ဝင်ရတဲ့အကြောင်းရင်းကလည်းဘယ်လိုပြောမလဲကျွန်တော်ဥပဒေသမားဖြစ်တယ်ရှင်းနေလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကဘယ်လိုပြောမလဲဥပဒေသမားလည်းမဟုတ်ဘူးအဲ့ဒီဥပဒေသမားမဟုတ်တဲ့လူဟာတင်လိုက်တဲ့ဥပဒေကိုကျွန်တော်တို့ကလိုက်ပြီးတော့လိုက်နာရတယ်အကောင့်တွေဖော်ရတယ်ဆိုတာဘာမှမကြောက်ဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့လိုပြောနေတာထက်ကျွန်တော်လွတ်တော်ထဲဝင်ပြီးပြောတာပုံမကောင်းဘူးလားအဲ့အတွက်ကြောင့်မို့ကျွန်တော်ကလွတ်တော်ထဲဝင်ရခြင်းဖြစ်တယ်ခင်ဗျဟုတ်ဒါတော့ခင်ဗျဒီပါတီကိုစားပြုတဲ့အခါလဲပါတီအတွက်လည်းပြန်ကြည့်ရတာပေါ့ဗျာပုဂ္ဂလိကတတိပုဂ္ဂလဝင်တဲ့လူတွေကတော့အများပြည်သူကျိုးကိုတတိပုဂ္ဂလတွေရက်တည်ပြီးတော့ပြောနိုင်ဆိုနိုင်တယ်ပေါ့ကိုကြီးအနေနဲ့ဆိုရင်ရောဒီလွတ်တော်တွေကိုဒီရောက်ခဲ့တည်ရှိတော့ပေါ့ဗျာအဓိကထားပြီးတော့ဆောင်ရွက်လို့တဲ့ကိစ္စတွေကပါပြီးဖြစ်နေတယ်ကျွန်တော်ကတော့အဓိကထားတော့လက်ရှိရှမ်းပြည်နယ်မှာနေတယ်ရှမ်းပြည်မှာပဲကြီးတယ်ဆိုတော့ရှမ်းပြည်မှာရှိတဲ့ကျွန်တော်ရဲ့ရက်ရွာအကျိုးပြည်သူအကျိုးကိုအဓိကဆောင်ရွက်ခြင်းတယ်အဲ့တဲ့ဆောင်ရွက်ခြင်းတဲ့ကိစ္စတွေကတော့ဥပဒေပြုရေးပေါ့ဥပဒေပြုရေးတော့ဥပဒေပြုရေးတယ်လို့ဆိုတာတက်ကိုဥပဒေပေါ်မှာကျွန်တော်ရက်ဖြစ်ပေါ်လာတဲ့အပုံမှာကျွန်တော်ဥပဒေရဘယ်လိုချက်တွေနဲ့ကိုက်ညီတယ်ဆိုတဲ့အကြောင်းကိုတင်ပြပိုင်ခွင့်ရှိချင်တဲ့အတွက်ကြောင့်မလို့အဓိကထားတဲ့အဲ့ဒီအချက်ကြောင့်ကျွန်တော်လွတ်တော်တယ်ဝင်ပြီးတင်ပြခြင်းနဲ့နေထားမျိုးကြောင့်ကျွန်တော်ဝင်ရခြင်းဖြစ်တယ်ဗျဟုတ်ဆိုတော့ဒီရေကောက်ပွဲမှာကနိုင်ငံတော်ကတော့ဒီကိုကြီးတို့ရေကောက်ခံကိုယ်တည်းတွေလည်းစိတ်ဖြစ်အောင်ပေါ့ဗျာရေကောက်ပွဲကိုနောက်ဆက်မဲ့ကိစ္စတွေကိုပါဥပဒေနဲ့တားဆီးကာကွယ်ထားတာမျိုးရှိတာပေါ့အဲ့ဒီပုံမှာလည်းတချို့ဝေဖန်တာလေးတွေတော့မြင့်တက်နေတာပေါ့ကိုကြီးအနေနဲ့ဆိုရင်ရောဒီရေကောက်ပွဲနဲ့ဆက်ဆက်လို့ပြည်သူလူထုကိုအဓိကပြောချင်တဲ့စကားပေါ့ကိုယ်တည်းလောက်တယောက်အနေနဲ့တချို့ကလည်းဒါကိုနောက်ဆက်ဖို့လှုံ့ဆော်နေတာမျိုးတွေရှိတယ်ဟုတ်ကဲ့ဗျာဒီကြားမှာပြည်သူလူထုကိုကိုယ်တည်းလောက်တယောက်အနေနဲ့ပေးချင်တဲ့ message ကပြည်သူလူထုအနေနဲ့ကပွင့်လင်းပြောရင်တော့သူကတစ်ဖက်ကိုလည်းသူကကြောက်ရတယ်တစ်ဖက်ကိုဆိုတာဒီလှုပ်ဆော်တဲ့ဖက်ကိုလည်းကြောက်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လှုပ်ဆော်တာတွေမရှိတော့ဖို့ငြိမ်းချမ်းဖို့ဆိုတာကမဲပေးမှရမှာမဲပေးနဲ့ဒီတိုင်းဆက်သွားလို့ဆိုလို့ရှိရင်တပါသူတို့ပြောတဲ့ဒီမိုကရေပါတီဆိုဒီမိုကရေစီဆိုတာဖြစ်လာမှာမဟုတ်ဘူးအဲ့လိုမဲပေးရင်တပါတီပဲကြီးစိုးသွားမှာအဲ့တော့ကြောင့်မလို့အဲ့ဒီလှုပ်ဆော်နေတဲ့အဖွဲ့တွေကိုပပျောက်ခြင်းနဲ့ငြိမ်းချမ်းရေးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့တေချာပေါက်မဲပေးမှသာလင်အဲ့ဒီအပြောင်းလဲတရရပြီးတော့အဲ့ဒီလူတွေကိုဘယ်လိုပြောမလို့ထိန်းသိမ်းနိုင်မှာပေါ့လို့အဲ့ကြောင့်မို့ကျွန်တော်ကပြည်သူလူထုပြောချင်တာကမဲပေးကြပါလို့ကျွန်တော်ပြောချင်တာအထူးအဖြင့်ကိုရမိမိရှမ်းပြည်နယ်ဘက်မဲဆန္ဒနယ်ပေါ့ရှမ်းပြည်နယ်ဘက်ဆိုရင်ဒီကျွန်တော်တို့ဒီ2010သမ္မတရေးဦးသိန်းစိန်လက်ထက်ဆိုတော့ဒီနေရာကိစ္စပြဿနာလေးတွေလည်းရှိတယ်ပေါ့ဗျာနေရာသိမ်းကိစ္စတွေအဲ့ဒီလိုမျိုးဆိုတော့ကိုကြီးအနေနဲ့ဒီဒေတာခံပြည်သူတွေအတွက်ဆိုရင်ဘယ်လိုကိစ္စတွေမှာမိမိအနေနဲ့ကုညီဆောင်ရွက်ပေးနိုင်စွမ်းရှိတယ်လို့ဒါလေးကိုလည်းကျွန်တော်တို့ကဥပဒေသမားဖြစ်တယ်ရှင်းနေလည်းဖြစ်တယ်အဲ့တော့ဥပဒေနဲ့အညီသူတို့တွေကိုကာကွယ်ခွင့်ပေးခြင်းတယ်အဲ့တော့ကာကွယ်ပေးခြင်းတယ်မှာကျွန်တော်လုပ်ပြီးခဲ့တဲ့အမှုတွေထဲမှာလည်းဒါပြောချင်တာတက်ကိုကျွန်တော်လက်ရှိတွေ့ဖြစ်ပျက်နေတဲ့အနေနဲ့တစ်ခုကြိုပြမယ်ဗျာကျွန်တော်တောင်ကြီးကနေပြီးတော့ကျွန်တော်ဒီတက်ခိနာယုံအမှုစပုတ်တဲ့ကြောင့်စိတ်ကားစီလာတယ်ဗျလိုင်းကားစီလာတယ်လိုင်းကားစီလာတဲ့ခါမှာကျွန်တော်ကားသမားတွေပြောကြည့်တယ်ကားသမားတွေပြောကြည့်တဲ့ခါမှာကားသမားတွေကဒါလက်ရှိဖြစ်တဲ့အနေထားပါနော်ကားသမားတွေကဘာပြောလဲဆိုတော့ဆရာတဲ့စဉ်းစားကြည့်ဂိတ်ပေါင်းအများကြီးပေးရတယ်ဂိတ်ပေါင်းတွေအများကြီးပေးရတယ်အဲ့ဒီပုံမှာကျွန်တော်မောင်းလာတာ expert ပုံမှာပစ္စည်းတင်လို့မရဘူးဆိုပြီးတော့မိက expert ကပစ္စည်းမတင်နဲ့
အဲ့တော့ပစ္စည်းတင်ငါ့ကိုပစ္စည်းတင်ကြားမှာလက်ပေးရတာပေါ့ဗျာအဲ့လိုနေထားပြီးအများကြီးတွေ့ရတယ်တွေ့တော့ကားသမားဘာပြောလဲဆိုတော့ဟွာတဲ့ပစ္စည်းတင်လို့တင်ခွင့်ဥပဒေမော်တော်ဘီကယ်ရေဥပဒေမှာပစ္စည်းတင်ခွင့်တေးခွင့်ဥမာဆိုပါဆို express ဆိုရင်အောက်ထဲမှာပစ္စည်းထားပြီးပထမလူစီလို့ရမယ့်အနေထားမျိုးအဲ့ဒီဥပဒေမျိုးပြဋ္ဌာန်းလိုက်ရင်တော့ဒါပုံပြီးတင့်လျော်တယ်ဒါလိုမျိုးတွေပေါ့ သူတို့အနေနဲ့လည်းဥပဒေရရှိနေတော့စစ်ဖြစ်သွားတော့ စစ်ဖြစ်သွားတော့အဲ့လိုမျိုးအဲ့တော့ပြန်စဉ်းစားမိတယ်ကျွန်တော်ပစ္စည်းကတင်မှကျွန်တော်သွားလာဒီခောက်ကျဲကကြိုက်ပါတဲ့ပစ္စည်းမှမတင်လို့ရှိရင်ကျွန်တော်တို့လည်းခောက်ကျဲကမကြိုက်ဘူးတဲ့အဲ့တော့ passenger တွေပေါ်ဈေးတိုးတောင်းရမယ့်အနေထားမျိုး ဈေးတိုးတောင်းတာထက်ပေါ့နော်အေးပေါ့ပစ္စည်းတင်ခွင့်မရရင်တော့ဈေးတိုးတောင်းလည်းသူကမသိကြတော့ဘူးမသိကြတော့ပစ္စည်းတင်မှကိုကျွန်တော်ကကြိုက်မှာအဲ့တော့ expect ရဲ့အောက်မှာပစ္စည်းတင်ဖို့တင်ခွင့်ပြုဖို့အဲ့ဒီမော်တော်ယာဉ်ဥပဒေမှာပြဋ္ဌာန်းပေးစေချင်တယ်ပေါ့အဲ့လိုပြဋ္ဌာန်းမှဒါလေဒါကျွန်တော်တို့အတွက်အဆင်ပြေမယ်ပေါ့အဲ့လိုမျိုးတွေတောင်းဆိုတာရှိတယ်ကျွန်တော်ကသွားတိုင်းကားသမားတွေနဲ့ကျွန်တော်စကားပြောကြည့်တယ်မိကြီးတစ်ခါမှအဲ့လိုမျိုးတွေရှိပေါ့ဒါထုံးလေး၎င်းပေါ့နော်တောင်းလေသမားမှမဟုတ်ဘူးပေါ့ဒီတောင်းလေသမားဆိုတာလဲနိုင်ငံသားပဲကားသမားဒီတက်ဆီမောင်းသမားဒီ expert မောင်းသမားဆိုတာလဲကားသမားပဲနိုင်ငံသားပဲပေါ့အဲ့လိုမျိုးပေါ့သူတို့ရအကျိုးကိုကျွန်တော်တို့ကသူတို့အကျိုးကိုဟောဖို့အတွက်ဒါဘယ်လိုမျိုးသူနဲ့မေးတဲ့ခါမှာဒီလိုမျိုးတွေချက်လက်တွေရလာတာပေါ့အဲ့လိုမျိုးအဲ့တော့အဲ့ဒီပုံမှာကျွန်တော်ကဥပဒေတရရဘယ်လိုမျိုးကာကွယ်ပေးမလဲဒါဥမာပဲဒါတကယ်လဲကိုတိုကူတဲ့ဟာဥမာပဲအဲ့တော့တောင်းလေသမားပုံမှာလဲသူတို့အခက်ခဲတွေပုံမှာပြန်ပြီးတော့ဆွေးနွေးပြီးတော့ဘယ်လိုမျိုးဥပဒေကိုကာကွယ်ပေးမလဲဘယ်လိုမျိုးဥပဒေကိုတင်ပြမလဲအဲ့ဒီပုံမှာကျွန်တော်တို့ကဟိုအဓိကထားလို့ချင်တယ်အဲ့ဒီအကြောင်းချင်းအောင်အဓိကထားလို့ချင်တော့ကျွန်တော်လွတ်တော်တဲ့ဝင်ရခြင်းဖြစ်တယ်ကိုဒါအခုအနေနဲ့ဒီပေါ့နော်ဟိုလွတ်တော်ကိုယ်စားလှယ်လောင်းတယောက်ပြည့်ပါဝင်ရှင်ပြရခြင်းရဲ့ရည်ရွယ်ချက်မှလည်းဒါရည်ရွယ်ချက်ကောင်းလေးတွေတွေ့တယ်ပေါ့နော်လက်တွေ့အပြင်လည်းဒီမြို့သားရေးကိစ္စတွေပဲဖြစ်ဖြစ်တခြားသောလိုအပ်ချက်ရှိတဲ့ကိစ္စတွေမှာဖြစ်ဖြစ်ကိုဗစ်ရေမေးဝင်ရောက်ကူညီဆောင်ရွက်ပေးနေတာရှိတယ်ပေါ့ကျွန်တော်အနေနဲ့ကကြတော့ဒီကိုလိုမြို့သားရေးစိတ်တက်ရှိတဲ့ဒီကိုယ်စားလှယ်လောင်းတွေကိုမီဒီယာပိုင်းကပဲကူညီနိုင်တယ်ပေါ့ဗျာနော်ဒါကအခုမှမဟုတ်ပါဘူးကြာပြီပါတီကဖြစ်လို့လဲကျွန်တော်ဒီလိုတွေးဆုံမင်းများတာမဟုတ်ဘူးနော်ဒါ personally ရမြို့သားရေးစိတ်တက်ရှိတဲ့ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့အတွက်ကျွန်တော်ကမိတ်ဆက်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်ရှမ်းပြည်နယ်ရက်စောက်ကမဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်းဒါကိုအောင်ကျော်မျိုးတည်လည်းရှင်းနေတယောက်လည်းဖြစ်တယ်မြို့ဝပြည်သူတွေရဲ့ကိုယ်စားလှယ်လောင်းလည်းတယောက်လည်းဖြစ်တယ်ပေါ့ဗျာမြို့ဝပြည်သူတွေကရွေးချယ်ခံရလို့ကိုကြီးကလွတ်တော်တဲ့များရောက်သွားခဲ့ပြီရှိတော့ခုနကကိုကြီးပြောခဲ့တဲ့ကိစ္စလေးတွေကိုကြီးအလေးထားပြီးဆောင်ရွက်နိုင်မယ်ပေါ့အဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖြစ်ဖို့ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ဒီမိဘပြည်သူမဲဆန္ဒရှင်ပြည်သူတွေကိုပေးခြင်းတဲ့ message လေးနဲ့ညီကုန်းချုပ်ပေးပါလားဗျဟုတ်ကဲ့ပါခင်ဗျာဟုတ်လက်ရှိနိုင်ငံရေးကငင်းချမ်းမှနိုင်ငံရေးတိုးတက်မှာလေအဲ့တော့ငင်းချမ်းရေးရဖို့အတွက်ကလွတ်တော်တရက်မှာရွေးကောက်ပွဲမှာ sorry ရွေးကောက်ပွဲမှာပြည်သူတွေကမဲပေးမှသာလျှင်အများအားနဲ့စုပေါင်းပြီးလုံမှငင်းချမ်းရမှာရွေးကောက်ဥမာဆိုပါဆိုဗျာကျွန်တော်ပြောတာမြန်မာနိုင်ငံမှာကကျွန်တော်လက်ရှိဖြစ်ပြနေတဲ့အနေအထားကလောက်ကန်ရှားပေါင်းပြဿနာတော်တော်ဖြစ်ကြတယ်ဆိုတော့အလောက်ကန်ရှားပါတဲ့အကြောင်းရင်းကလည်းဒါဘယ်လိုပြောမလဲနောက်ကိစ္စတွေကလည်းအကြမ်းဖက်လှုပ်ရှားလို့ရှိတော့သူများနိုင်ငံကလည်းမြန်မာနိုင်ငံမှာလာပြီးရင်းနှီးမှုဆိုတာဒီလိုမျိုးမငြိမ်းချမ်းတော့ဘယ်သူမှရင်းနှီးမှုမဟုတ်အဲ့တော့အဓိကငြိမ်းချမ်းရေးလိုတယ်အဲ့တော့ငြိမ်းလန်းဖို့ဆိုတာလည်းဒီရွေးကောက်ပွဲမှာပြည်သူလူထုတရက်လုံးကကိုယ်တိုင်ကိုကြမဲပါဝင်ပြီးထဲမှသာလေငြိမ်းချမ်းရေးရမယ်အဲ့ကြောင့်မှသာလေတိုးတက်မှုတစ်ခုရမယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီကုန်းချုပ်အားပြောချင်တာကပြည်သူကြီးတရက်လုံးနေနဲ့မေးပေးကြပါလို့ကျွန်တော်အဓိကတိုက်တွန်းပြောချင်ပါတယ်ဗျဟုတ်ပါအခုလိုဒီမဲဆန္ဒရှင်ပြည်သူတွေကိုကိုယ်တိုင်လောင်းတယောက်အနေနဲ့ပြောပြရအောင်လည်းကျေးဇူးတင်ပါတယ်ဒီကိုအောင်ကျော်မျိုးကဲ့သို့ပဲပေါ့နော်တခြားသောမြို့သားရေးညီကိုမောင်နှမများတွေကလွတ်တော်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြကြမဲ့ညီကိုမောင်နှမတွေအနေနဲ့လည်းကျွန်တော်တို့မြန်မာ National Post နဲ့ဆက်သွယ်ပြီးတော့မိမိတို့များပြည်သူကိုပေးခြင်းတဲ့ message များရှိရင်လည်းပေးနိုင်တယ်ဆိုတာလေးကိုလည်းကျွန်တော်ကအခုနဲ့စကားပြောရင်တခါလဲပြောပါတယ်ပေါ့ဗျာနော်လာရောက်ပြီးတော့ဒီ interview ပြောနိုင်ပါတယ်ပေါ့ဗျာကိုအောင်ကျော်မျိုးအနေနဲ့လည်းဒီလွတ်တော်ရွေးကောက်ပွဲမှာအောင်မြင်မှုတစုံတရာရပြီးတော့အများပြည်သူကြိုးကိုတည်ဖို့ဆောင်ရွက်နိုင်ပါတယ်လို့ဆန္ဒပြုပါတယ်ပေးတဲ့စနစ်ပြပါစေကိုပဲเนาะဟုတ်